半星系商务商量的，这半块系的，那波加半块系的，半星系的商量的，其他系的，一趟系的无路，所以谁的都全部搞了，每趟都拉到波加呢，都半星他的，说不拉到波加来。半星系满地的，所以面临的商务压力，你把咱们把港几个平民在半星系商务商量的。ကိုကြောင့်သူများရဲ့တရားလှပတဲ့ relationship ကိုပျက်စီးမှုပါစေနဲ့။မင်းအနေနဲ့ပိုင်ရှင်ရှိပေးတာတရားကိုချစ်ခွင့်ရှိတယ်ချစ်လို့ရတယ်ဒါမင်းရဲ့လွတ်လပ်။ဒါပေမဲ့တကူတော့ရှိတယ်။မိတဲ့အရင်ရှိတဲ့လူကဒီပေါင်းများစွာအချာကြီးပေးဆက်ခဲ့ပြီးသူ့အနားမှာအများကြီးချစ်ပေးခဲ့ရတာလေ။မိသားစုချင်းစာစိတ်ရှိတဲ့လူဆိုရင်ဒီအချစ်ကိုမင်းတွေးကြည့်ပေးရတယ်။မင်းအရွယ်ချက်ရှိရှိနဲ့တစုံတယောက်ရဲ့ချစ်သူကိုပြုယူတော့မယ်ဆိုမိထက်သူကအချိန်ဖြစ်တည်မှုဂတိအနာဂတ်ရင်မှတ်ချက်အိမ်မက်သက်စာနားလည်မှုယက်တည်မှုရှင်သန်မှုသူ့မှာအများကြီးအပြည့်အရာတွေပြည့်စက်ခဲ့ရတာပြီးရှိပါတယ်။မြတ်ဗျာရက်ကဝင်လာမှမသိပဲနဲ့ရက်ပိုင်းလှပိုင်းလေးနဲ့တစ်ဖက်လူရဲ့ကာမလေးကို true love ပါဆိုပြီးအသင်းတွေတိုးဝင်ပြီးအချစ်လို့ကောင်းစင်တက်လိုက်တဲ့အရာတစ်ဖက်သက်ကောင်လေးရဲ့ဘဝကိုဘယ်လောက်ထိပြိုလဲသွားစေလဲဆိုတာသိရလား။ပစုံတို့ပြိုလဲပြီးမှရလာတဲ့ချစ်ချင်းမေတ္တာမျိုးကိုမြတ်မြင့်တဲ့တန်တာရကင်းကင်းနဲ့နေနိုင်သွားမယ်ဆိုရင်မြေရောတစ်ချိန်ဒါမျိုးမကြုံနိုင်ဘူးလို့ပြောနိုင်ပါ။ဒီမျိုးဆွေးလိုက်လို့မျက်စိရောက်လာတဲ့အဲ့ဒီလူကအမဲစက်ကိုရောမြင့်တဲ့လုံးနားလည်းပြင်နိုင်ရလား။ပြောချင်တာကြားခဲ့တဲ့အခြားတစ်ဖက်ကသစ္စာရှိနေတယ်။မြို့တော်နေရာသစ္စာစူးလိမ့်မယ်မိတ္တာမှန်ရင်မင်းတို့ညောင်ရှူးသွားလိမ့်မယ်ပြောချင်တဲ့ message ကအချဲလို့ကောင်းစင်တတ်ပြီးလူနှစ်ယောက်ရဲ့ relationship တဲ့ကိုငါတို့ပိုင်ဆိုင်ရရင်ပြီးရောဆိုပြီးဇွတ်အတင်းမတိုးဝင်ပါနဲ့အချဲဆိုတာကလေပိုင်ရှင်ရှိရင်ရှောင်ပြရတယ်ကျေးဇူးပါ